အခုမှအသေးထွက်စီလာပြီးတော့ပတ်စံအပေးကျန်းနေတဲ့ဂိမ်းလေးတစ်ခုပဲဖြစ်ပါလေကိုလူတို့အနေနဲ့ပတ်စံထုံးမဲ့ဆိုရင်ဒေါ်လာအစရောက်နဲ့ပတ်စံထုတ်လို့ရလို့ပေါ့နော်ကွိုင်အဝါရောင်နဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါလေအခုမှအသေးဆက်ထွက်စီလာတဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မလို့သူများထိလေဦးမှုရယူပြီးတော့ပတ်စံလေးတွေကိုမြတ်မြတ်ဆောက်ပေးဖို့အကြံပေးချေပါတယ်အခုမှအသေးဆက်ထွက်စီလာတာမို့လို့ပေါ့နော်ပတ်စံဆောက်တဲ့အခါမှာဆိုရင်လည်းပဲသူများထိလွယ်လွယ်နဲ့မြတ်မြတ်ဆောက်ပေးလို့ရမှာဖြစ်ပါတယ်ဒီ app လေးကဆိုရင်ပေါ့နော်အစင်းမှာထွက်ခဲ့တဲ့ဘီမန်နဲ့ပုံစံတူတူပဲဖြစ်ပါတယ်ဘီမန်တို့လိုမျိုးပတ်စံထုတ်တဲ့အခါမှာဆိုရင်လူခေါ်စရာလိုလားတက်တွေလုံးစရာလိုလားဆိုတာလေးကိုကျွန်တော်ငွေထုတ်တဲ့အပိုင်းမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ app လေးကိုကျွန်တော်တို့ download ရယူမယ်ဆိုရင်ပေါ့နော်အခုချိန်မှာနိုင်ငံတော်တော်များများကိုသူကမပေးသေးပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီ app လေးကို download ဆွဲတဲ့အခါမှာဆိုရင်ပေါ့နော်အခက်အခဲတစ်စုံတရာမြင်တွေ့ရမှာဖြစ်ပါတယ်ကိုလူတို့ကဒီ app လေးကို download ဆွဲမယ်ဆိုရင်ပေါ့နော်တကယ်လို့လွယ်လွယ်ကူကူနဲ့မြင်မြတ်ဆက်ဆန်း download ဆွဲချင်တဲ့သူတွေဆိုရင်ပေါ့နော်ဒီဘူပေလေးတစ်ခုကို Egypt နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားရမှာဖြစ်ပါတယ် Egypt နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားမယ်ဆိုရင်ပေါ့နော်တကယ်လို့ကံကောင်းတဲ့သူတွေဆိုရင်ပေါ့နော်ဒီ app လေးကိုအလွယ်တကူ download ဆွဲလို့ရမှာဖြစ်ပြီးတော့တကယ်လို့ကံမကောင်းတဲ့သူတွေဆိုရင်ပေါ့နော်ဒီ Play Store ထဲမှာကျွန်တော်တို့က download ဆွဲလို့မရတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒီ app လေးကိုကျွန်တော်တို့ကဒီလွယ်လွယ်ကူကူနဲ့ download ဆွဲချင်တဲ့ဒီဘူပေမခံပေးနဲ့ download ဆွဲချင်တဲ့သူတွေဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးထက်ကိုတစ်ချေဝေးလိုက်ပေါ့ကျွန်တော်ပေါ့နော်ဒီနိုင်ငံလူချေပြောင်းလေးကိုကျွန်တော်အစီးဗီဒီယိုမှာလည်းတည်ပေးခဲ့ပူပါတယ်ပေါ့နော်ဒီလမ်းကြုံတော့ကျွန်တော်ဒီမှာပြောပြပေးမယ်ပေါ့နော်လမ်းကြုံတော့အနေနဲ့ဒီတကယ်လို့ပေါ့နော်ဒီ app လေးထက်ကနေပတ်စံထုံးမဲ့ဆိုရင် payback ကမရှိတဲ့သူတွေဆိုရင်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာ payback ကဖေးတဲ့နီလာလေးကိုကျွန်တော်တည်ပေးထားပြီးပြီဖြစ်ပါတယ်ကိုလူတို့အနေနဲ့ payback ကရယူချတဲ့သူတွေဆိုရင်ပေါ့နော်ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်ဒီဗီဒီယိုလေးထက်မှဆိုရင် payback account လေးတွေကိုကျွန်တော်ဘလို့လုပ်လို့ရလဲဆိုတာလေးကိုကျွန်တော် app လေးတစ်ခုရေးပေးထားတာပဲဖြစ်ပါတယ် okay ဒါကတော့ပေါ့နော်ကျွန်တော်လမ်းကြုံတော့ဒီ payback account မရှိတဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကိုတွားကြည့်ပြီးတော့ payback account လေးတွေကိုအလွယ်တကူဖွင့်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်ရဲ့ channel လေးထက်ကိုရောက်လာပြီဆိုရင်ပေါ့နော်ဒီလိုလေးကျွန်တော်တို့ဆွဲနေလိုက်ပေါ့ဆွဲနေလိုက်ပြီဆိုရင်ကျွန်တော်အရေးဗီဒီယိုလေးတွေထဲမှာပေါ့နော်ဒီဘီမန်အကြောင်းကိုတည်ပေးခဲ့ပူပါတယ်ဒီဘီမန်အကြောင်းလေးထဲမှာကျွန်တော်တို့ကဒီ Play Store ထဲမှာပေါ့နော်ဒီလူချင်းချိန်တဲ့နီလန်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးခဲ့ပူပါတယ်ကိုတူတူအနေနဲ့ပေါ့နော်ဒီလိုဆွဲလိုက်ပြီဆိုရင်ဒီဗီဒီယိုလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမြင်တွေ့ပြီဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ဖို့ကျွန်တော်ကအကြံပေးခြင်းတယ်ပေါ့နော်အခုမှအသေးစစ်ထွဲစီလာတဲ့ဒီ app လေးကို download ရယူမယ်ဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးထက်ကဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မှတော့ကိုလူတို့ကအစဲပြေမယ်ပေါ့နော်ဒီဗီဒီယိုလေးထက်မှဆိုရင်ကျွန်တော်တို့ကဒီ download ရယူပုံဒီကျွန်တော်တို့ဒီ reach ချိတ်ပုံ channel လေးကိုအသေးစိတ်ပြောပြပေးခဲ့ပူပါတယ်ပေါ့နော် okay ကျွန်တော်တို့ဒီဗီဒီယိုလေးထက်ကိုတစ်ချေဝေလိုက်ပြီဆိုရင်ကျွန်တော်ကဒီ reach ချိတ်လေးကိုပေါ့နော်ဒီမှာနောက်ဆုံးအနေနဲ့ကျွန်တော်ဒီမှာပြောပြပေးပူပါတယ်ပေါ့နော် okay ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဒီလိုဆွဲကြည့်လိုက်မှဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တို့ reach ချိတ်တဲ့နီလာလေးတွေကိုကျွန်တော်အသေးစိတ်ပြောပြပေးထားပါလေ okay ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မှဆိုရင်ပေါ့နော်ကိုလူတို့ကအသေးစိတ်တည်စီနားလည်မှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီဗီဒီယိုလေးကိုလည်းပဲပေါ့နော်ကျွန်တော်အပေါ်မှာ tag အနေနဲ့တွဲပေးထားမှာဖြစ်ပါတယ်ဟုတ်ပြီပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်တို့အလွယ်တကူကြည့်လို့ရအောင်ကျွန်တော်ရဲ့ comment အောက်မှာလည်းကျွန်တော်လေးချပေးထားမှာဖြစ်ပါလေပေါ့နော်ဒီဗီဒီယိုရဲ့အပေါ်မှာလည်းကျွန်တော် tag လုပ်ပေးထားမှာဖြစ်ပါတယ်။ Okay ဒီလိုလူကြီးချိတ်တဲ့နီလန်းလေးကိုတီးပြီးဆိုရင်ပေါ့နော်ကိုတို့တို့ကကျွန်တော်ပေးထားတဲ့လေးကနေတစ်ချစ်ဝေးလိုက်ပေါ့ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချစ်ဝေးလိုက်ပြီးဆိုရင်ဒီနေရာလေးကိုရောက်စီလာမှာဖြစ်ပါတယ်ပေါ့နော်ရောက်စီလာပြီးဆိုရင်ကျွန်တော်တို့ကဒီမှာတာနေစင်နဲ့ကုတ်ဆွဲနေရာလေးမှာပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့က copy ယူပေးထားရမှာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ copy ယူပေးပြီးတော့ဒီ effect code ကိုထည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီမှာဒေါ်လာအစိမ်းရောင်နဲ့ K ကျွန်တော်တို့ဒီ1100ရရှိမှာဖြစ်ပါတယ် Okayဒီ app လေးကိုကျွန်တော်တို့ download ဆွဲမယ်ဆိုရင်ပေါ့နော်ဒီမှာ download now ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ကျွန်တော်ကတော့ဒီမှာ download ဆွဲပြီးပြီမို့လို့ပေါ့နော် play ဆိုပြီးပေါ်နေမှာဖြစ်ပါတယ် Okay ဒီ app လေးကဆိုရင်ပေါ့နော်အခုမှအသေးထွဲစီလာတဲ့ app လေးတစ်ခုဖြစ်တာကြောင့်မလို့ကိုလူတို့အနေနဲ့လက်ဦးမှုရောက်ယူပြီးတော့ပတ်စံလေးတွေကိုစောက်ပြီးဖို့အကြံပေးခြင်းပါတယ်ဟုတ်ပြီ app နေနဲ့ logo လေးကိုတေချာကြည့်ပြီးတော့ install လုပ်ပေးလိုက်ပေါ့နော် download အသုံးပြုသူကဆိုရင်အခုမှ9000ပဲစီးပါသေးတယ်စတာအရေးတွေကဆိုရင်ဒီမှာ4.9 T
တီကိုရရှိသွားပြီးပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီ app လေးကိုပေါ့နော်ကျွန်တော်ပြောပြတဲ့နီလာတိုက်ကိုလူတို့က download ဆွဲပေးလိုက်မှဆိုရင်လွယ်လွယ်ကူကူနဲ့ရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ post စခွေလေးတက်ကိုရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ကဒီ app လေးတက်ကိုတစ်ချစ်ဝေးလိုက်ပေါ့နော်ပထမဆုံးအနေနဲ့ Google နဲ့အကောင့်ပြုလုပ်ပြီးရမှာဖြစ်ပါတယ် Google နဲ့အကောင့်မပြုလုပ်ချင်တဲ့သူတွေဆိုရင်လည်းပဲဒီ Facebook အကောင့်နဲ့ပြုလုပ်ပေးရမှာဖြစ်ပါတယ် Facebook နဲ့တူမဟုတ်ဒီ Google အကောင့်တစ်ခုနဲ့အကောင့်ပြုလုပ်ပေးလိုက်ပေါ့နော်အကောင့်ပြုလုပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးကိုရောက်ရှိလာမှာဖြစ်ပြီးတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့က K ထောက်တရာကိုရယူမဲ့ဆိုရင်ပေါ့နော်ကျွန်တော်ပေးထားတဲ့ invite code လေးကိုဒီနေရာလေးမှာထည့်ပေးပြီးတော့ပေါ့နော်ဒီအောက်ကကောင်လေးကိုနှိပ်ပေးလိုက်မဲ့ဆိုရင်ကိုလူတို့ကလွယ်လွယ်ကူကူနဲ့ K ထောက်တရာကိုဝယ်ချင်းမှာပဲရရှိမှာဖြစ်ပါတယ်အပေါ်မှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ K ထောက်တရာကိုလည်းသူကဒီမှာပေါက်ပေးထားမှာဖြစ်ပါတယ် Okay ဒီထက်ကနေကျွန်တော်တို့ကပတ်စံဆောင်မဲ့ဆိုရင်ပေါ့နော်ဒီအောက်ကကျွန်တော်တို့ကစတာဂိမ်းဆွဲနေရာလေးကိုနှိပ်ပြီးတော့ဂိမ်းလေးတွေကစားပေးရမှာဖြစ်ပါတယ်ဂိမ်းကစားတဲ့နီလာလေးကိုကျွန်တော်ပြောပြခင်မှာပေါ့နော်ဒီအပေါ်ကအကြောင်းလေးကိုကျွန်တော်ပြောပြပြီးမှဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ parcel bowl လေးပေါ့နော်ဒီကောင်လေးထက်ကိုတစ်ချစ်ဝေကြည့်ပါမယ်ဝေကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ parcel bowl လေးပေါ့နော်ဒီ bowl လေးပေါ့နော်ဒီ bowl လေးထက်ကနေကျွန်တော်တို့က coin လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဒီလိုရယူဖို့ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီအမှတူပေးထားတဲ့ဒီ message လေးတွေကိုလုပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီ message အကြောင်းအရာအသေးစိတ်ကိုလည်းကျွန်တော်ဒီနောက်ထပ်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခုကိုသွားမယ်ပေါ့နော်နောက်တစ်ခုဆိုရင်ဒီမှာ second ပေါ့နော် second လေးထက်ကိုကျွန်တော်တို့တစ်ချက်ဝေလိုက်တဲ့အခါမှာဆိုရင်ဒီမှာကျွန်တော်တို့လိုချင်တဲ့ second လေးတွေကိုဒီမှာရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့က unlock အနေနဲ့လုပ်မယ်ဆိုရင်ဒီမှာ free unlock ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကြော်ညာတစ်ပုတ်ကြည့်ပြီးတော့ပေါ့နော်လွယ်လွယ်ကူကူကျွန်တော်တို့ကဒီမှာ second လေးတွေကိုရွေးချယ်လို့ရမှာဖြစ်ပါတယ် Okay နောက်တစ်ခုကိုသွားမယ်ပေါ့နော်ဒီနှစ်ခုကဆိုရင်ကျွန်တော်တို့အတူတူပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးထက်ကိုကျွန်တော်တို့တစ်ချက်ဝေကြည့်ပါမယ်ဝေကြည့်လိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကတူပေးထားတဲ့အချိန်ပမာဏလိုက် task တွေကိုလုပ်ပေးရမှာဖြစ်ပါတယ်အပေါ်ကအမောလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ကြည့်မှာပေါ့နော်နှိပ်ကြည့်လိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ကတူပေးထားတဲ့ task တွေအလိုက်လုပ်ပေးရမှာဖြစ်ပါတယ်အချိန်ပမာဏလိုက်ကျွန်တော်တို့ကဒီ task တွေကိုပေါ့နော်ဒီအဝါဒလေးပြီးတော့တဲ့အထိလုပ်ပေးရမှာဖြစ်ပါတယ်ဒီလိုလုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော် quite hour ရောက်330ရရှိမှာဖြစ်ပါတယ်အနည်းရောက်တုတ်ကလေးကဆိုရင်2ခုရရှိမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကဆယ်ပြီးတော့လုပ်မယ်ဆိုရင်ဒီမှာ continue task တွေနေရာလေးကိုနှိပ်ပြီးတော့ဆယ်ပြီးတော့လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီနေရာလေးမှာဥပမာအနေနဲ့ပြပေးတာမဟုတ်လို့ဒီအောက်ကကောင်လေးကိုနှိပ်ပြီးတော့အပြည့်ကိုပြန်ထွေးလိုက်ပါမယ် Okay ဒီကောင်လေးနှစ်ခုကအတူတူပဲဖြစ်တာကြောင့်မလို့ပေါ့နော်တူတူကျွန်တော်မပြောပြနေတော့ပါဘူး Okay ဒီအမှဆိုရင်ကျွန်တော်တို့ invite code ထဲတဲ့နေရာလေးပေါ့နော်ဒီကောင်လေးကဆိုရင်လည်းပဲကျွန်တော်ပြောပြပေးပြီးမို့လို့မပြောပြတော့ပါဘူး Okay ကျွန်တော်တို့ gate ဆော့တဲ့အပိုက်ကိုတွားမယ်ပေါ့နော် gate ဆော့မဲ့ဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကစင်တာဘောင်လေးပေါ့နော်တနေ့ကိုသူက20ပေးထားမှာဖြစ်ပါတယ်ဒီ20ကိုပေါ့နော်ကျွန်တော်တို့ကဒီဂိမ်းလေးတွေကိုပေါ့နော်ကျွန်တော်တို့ကအပွဲရ20တိကစားပေးရမှာဖြစ်ပါတယ် Okay ဒီလိုကစားဖို့ဆိုရင်ကျွန်တော်တို့ကဒီအာမစတာဂိမ်းဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီညာလေးမှာကျွန်တော်တို့ကပေါ့နော်သူတို့တွေရဲ့ဒီ game ကိုပေါ့နော်ဘယ်လိုကစားလို့ရမလဲဆိုတာလေးကိုပြပေးထားမှာဖြစ်ပါတယ်ဒီအောက်က continue ကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီကြောက်ခဲနဲ့ပေါ့နော်ဟိုမှာဆိုရင်ပေါ့နော်ကြောက်ခဲငေါလုံးပေးထားမှာဖြစ်ပါတယ်ဒီကြောက်ခဲငေါလုံးထီးကိုကျွန်တော်တို့ကဒီကောင်လေးကိုပေါ့နော်ဒီကျွန်တော်တို့ကနိုင်အောင်တိုက်ခိုက်ပေးရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကနိုင်အောင်တိုက်ခိုက်ပေးလိုက်ပြီဆိုရင်ဒီမှာဖေးတူလေးအနေနဲ့ကျွန်တော်တို့အနိုင်ရရှိသွားတာပဲဖြစ်ပါတယ်အနိုင်ရရှိသွားပြီဆိုရင်ဒီမှာကျွန်တော်တို့က quite အဝါရောင်လေးတွေရရှိလာမှာဖြစ်ပြီးတော့ဒီအမဆွေကျွန်တော်တို့ကပေါ့နော်ဒီကမပုံစံလေးနဲ့ပေါ့နော်ဒီအမဆွေကျွန်တော်တို့ဥကြိုပုံစံလေးနဲ့ပေါ့နော်ဒီကောင်လေးတွေရရှိလာမှာဖြစ်ပါတယ် Okay နောက်ထပ်တစ်ပွဲကစားမဲ့ဆွေကျွန်တော်တို့ကဒီမှာ confirm ဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီဆွေအပေါ်မှာဆွေပေါ့နော်ကျွန်တော်တို့က level 2အနေနဲ့ရရှိသွားပြီပဲဖြစ်ပါတယ် Okay နောက်ထပ်တစ်ပွဲကျွန်တော်တို့ကစားကြည့်မှာပေါ့နော်ဒီအောက်က start game ဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီဆွေကျွန်တော်တို့ကခုနတကောင်ကောင်းနေပေါ့နော်အခုနှစ်ကောင်ဖြစ်သွားပြီပဲဖြစ်ပါတယ်ဒီအပေါ်မှာပေးထားတဲ့ပေါ့နော်သူကဒီကြောက်ခန်းငါးလုံးစီမှာဖြစ်ပါတယ်ဒီကြောက်ခန်းငါးလုံးအတွင်းမှာကျွန်တော်တို့ကဒီအကောင်လေးတွေကိုပြပောက်ပေးရမှာဖြစ်ပါတယ်ပေါ့နော် Okay ကျွန်တော်တို့ဒီမှာပြပောက်ပေးလိုက်ပါဒီလိုကျွန်တော်တို့ကပြပောက်ပေးလို့အနိုင်ရရှိသွားတဲ့အခါမှာဆိုရင် quite လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီမှာသူပေးထားတဲ့ဒီတုတ်ကလေးတွေနဲ့ကျွန်တော်တို့ကပေါ့နော်ဒီမှာ
ဒီကောင်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်အကကော်ဖာဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့โอเคကျွန်တော်တို့ဒီ gate လေးတွေကိုကစားလို့ရရှိလာတဲ့ coin လေးတွေကပေါ့နော်ဒီဘောက်လေးထက်ကိုဝေသွားမှာဖြစ်ပါတယ်ဒီဘောက်လေးထက်ကိုကျွန်တော်တို့ကဝေလာပြီးဆိုရဲပေါ့နော်ဒီအမှသူပေးထားတဲ့ task တွေကပေါ့နော်အလိုလိုနဲ့ပြီးလာမှာဖြစ်ပါတယ်ဒီသူပေးထားတဲ့ task ကဆိုရဲဒီမှာ36ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီမှာ game နှစ်ပွဲကစားပေးလိုက်တာဆက်ဆက်ထိဖြစ်သွားပြီပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ရရှိလာတဲ့ဒီပေါ့နော်ဒီမှာဆိုရဲပေါ့နော်ဘယ်လိုပြောရမလဲပေါ့နော်ဒီကမှာကျွန်တော်တို့ coin လေးတွေပေါ့နော်ဒီ coin လေးတွေကိုကျွန်တော်တို့ကဒီ36တီပြီးသွားပြီဆိုရင်ဒီမှာ normal HA အနေနဲ့ကျွန်တော်တို့ကဒီကောင်လေးတွေကိုထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီအမှဆိုရင်ကျွန်တော်တို့ကပေါ့နော်ဒီမှာ diamond ပုံစံလေးနဲ့ဒီကောင်လေးတွေကိုလည်းစုပေးရမှာဖြစ်ပါတယ်ဒီကောင်လေးနှစ်ခုကျွန်တော်တို့ပြီးသွားတဲ့အခါမှာဆိုရင်ပေါ့နော်ဒီမှာ HA အနေနဲ့ကျွန်တော်တို့ကဒီထဲကနေ coin လေးတွေကို withdraw အနေနဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ် withdraw အနေနဲ့ထုတ်ယူဖို့ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာသူပေးထားတဲ့ message လေးတွေကိုလုပ်ပေးရမှာဖြစ်ပါတယ်ဒီ message လေးတွေအလိုက်ကျွန်တော်တို့ကလုပ်ပေးမယ်ဆိုရင်ပေါ့နော်သူပေးထားတဲ့ဒီဘောက်လေးအထက်ကနေကျွန်တော်တို့ကဒီ coin လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဟုတ်ပြီဒီဘောက်လေးထဲကနေပေါ့နော်ဒီ coin လေးတွေကိုကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ဒီ coin လေးတွေကိုရရှိဖို့ဆိုရင်ပေါ့နော်ဒီမှာ withdraw all ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့သူပေးထားတဲ့ task တွေကိုလုပ်ပေးရမှာဖြစ်ပါတယ်လုပ်ပေးဖို့ဆိုရင်ဒီမှာအစရခလုံးလေးကိုကျွန်တော်တို့တစ်ချင်းနှိပ်ပြီးတော့ပေါ့လို့လွယ်တကူလုပ်ပေးရမှာဖြစ်ပါတယ်โอเคဒီအကြောင်းအရာအသေးစိတ်ကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆက်ပြပေးတော့မှာဖြစ်ပါတယ်ပေါ့လို့ဒီကောင်လေးကကျွန်တော်အသေးစိတ်အနေနဲ့မသိရှိတာတည်တာကြောင့်မလို့ပေါ့နော်โอเคဒီထက်ကနေကျွန်တော်တို့ကဒီနောက်ထပ်တစ်နည်းအနေနဲ့ဒီမှာပေါ့နော်ဒီအောက်ကကျွန်တော်တို့ဒီဘောက်လေးထက်ကိုတစ်ချက်ဝေကြည့်လိုက်ရအောင်ဒီဘောက်လေးထက်မှဆိုရဲသူပေးထားတဲ့ဒီမှာ task တွေပေါ့နော်ဒီ task တွေကိုလုပ်မယ်ဆိုရဲကျွန်တော်တို့ကဒီမှာဒေါ်လာအစရောက်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်โอเคဒီမှာဆိုရဲပေါ့နော်ကျွန်တော်တို့ကဒီ game လေးတွေကို level 5ထိရောက်အောင်ကစားပေးလိုက်မယ်ဆိုရင်ဒီမှာ K 1600ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ကပေါ့နော် level 15ထိရောက်အောင်ကစားပေးလိုက်မယ်ဆိုရင်ဒီဒေါ်လာအစရောက်အနေနဲ့ K 1600ကိုကျွန်တော်တို့ကထပ်မံရရှိမှာဖြစ်ပါတယ်ဒီအမှဆိုရင်သူပေးထားတဲ့ task တွေအလိုက်ပေါ့နော်ကျွန်တော်တို့ကဒေါ်လာအစရောက်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်โอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကပတ်စံထုတ်တဲ့ဒီအပိုင်းကိုသွားမယ်ပေါ့နော်ပတ်စံထုတ်မယ်ဆိုရင်ဒီမှာဒေါ်လာအစရောက်နဲ့ပတ်စံထုတ်လို့ရောက်လို့ပေါ့နော် quite aware ရောက်နဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီမှာ quite aware ရောက်နဲ့ပတ်စံထုတ်တဲ့နီလာလေးကိုအရင်ပြောပြပေးမယ်ပေါ့နော်โอเค quite aware ရောက်နဲ့ပတ်စံထုတ်မယ်ဆိုရင်ဒီမှာပတ်စံအိတ်ပုံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီညာလေးမှာကျွန်တော်တို့ကဒီရရှိလာတဲ့ဒီကျွန်တော်တို့ဒီ mic coin လေးကိုပေါ့နော်ဒီ mic coin လေးကဆိုရင်ကျွန်တော်တို့ရရှိလာမယ် coin လေးတွေကိုဒီမှာပြပေးထားမှာဖြစ်ပါတယ်โอเคဒီအမှဆိုရင်ကျွန်တော်တို့ဒီရရှိလာမယ်ဒီဒေါ်လာပမာဏလေးကိုပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်ဒီအမှဆိုရင်ကျွန်တော်တို့ကပေါ့နော် K 100မှာဆိုရင် K 10နဲ့ညီမယ်လို့သူကပြောထားခြင်းပဲဖြစ်ပါတယ်โอเคကျွန်တော်တို့အပေါ်မှာဆိုရင်ပေါ့နော် K 100ကျွန်တော်တို့ပြည်နေပြီဆိုရင်ပေါ့နော်ဒီအမှကျွန်တော်တို့ကဒေါ်လာအနေနဲ့သူကပြန်လဲတွေ့ပေးမှာပဲဖြစ်ပါတယ်ဒီအမှဆိုရင်ကျွန်တော်တို့ပတ်စံထုတ်လို့ရမယ် wallet တွေကိုရွေးချက်ပေးရမှာဖြစ်ပါတယ်မြောက်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်ဒီညလေးမှာကျွန်တော်တို့ကဒီ paper account လေးတွေကိုပေါ့နော်ချိတ်ဆက်ပေးရမှာဖြစ်ပါတယ် paper account လေးတွေကိုချိတ်ဆက်ပေးမယ်ဆိုရင် paper account ဖေးထားတဲ့ gmail လေးကိုထည့်ပေးရမှာဖြစ်ပြီးတော့ paper account ဖေးထားတဲ့ mail လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုချိတ်ဆက်ဖို့ဆိုရင်ပေါ့နော်ဒီမှာခဲတဲ့ပုံစံလေးနဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နှိပ်ပေးလိုက်ပြီးဆိုရင်ဒီညလေးမှာကျွန်တော်တို့က paper account ဖေးထားတဲ့ gmail လေးကိုထည့်ပေးရမှာဖြစ်ပြီးတော့ဒီအောက်မှာဆိုရင်ကျွန်တော်တို့ paper account ဖေးထားတဲ့ mail လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီကောင်လေးကိုထည့်ပေးလိုက်ပြီးဆိုရင်ဒီအောက်ကကျွန်တော်တို့ဒီအဝိုင်းလေးကိုပေါ့နော်ကျွန်တော်တို့အမှန်လေးချက်ပေးလိုက်ပေါ့အမှန်ချက်ပေးလိုက်ပြီးဆိုရင်ဒီမှာ confirm ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ပေါ့နော်ကျွန်တော်တို့ paper account ချိတ်ဆက်ခြင်းကပေါ့နော်အောင်မြင်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကဒီမှာဥပမာအနေနဲ့ပြပေးတာမို့လို့ပေါ့နော်ဒီ account လေးတွေကိုကျွန်တော်ကပတ်စံထုံးမှာပဲတခါလေးချိတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ပတ်စံထုတ်တဲ့အခါမှာဆိုရင်ပေါ့နော်ဒီဖလောက်ကနေစတဲ့ထုတ်လို့ရမလဲပေါ့နော်ဒီလိုဖလောက်ကနေစတဲ့ထုတ်လို့ရမလဲဆိုတာလေးကိုကျွန်တော်တို့တီးချင်တယ်ဆိုရင်ပေါ့နော်ဒီမှာ withdraw all ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကပတ်စံထုတ်လို့ရမယ့်ပမာဏကဆိုရင်ပေါ့နော်$0.52ပဲဖြစ်ပါတယ်$0.52ပြည်တာနဲ့ကျွန်တော်တို့ကဒီထက်ကနေပတ်စံထုတ်ခွင့်သူကပေးထားမှာပဲဖြစ်ပါတယ်โอเคဒီထက်ကနေကျွန်တော်တို့ကပေါ့နော်$0.52ပြည်တာနဲ့ပေါ့နော်ဒီ coin hour နဲ့ကျွန်တော်တို့ကပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီအကြောင်းအရာအသေးစိတ်ကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်โอเคကျွန်တော်တို့ဒေါ်လာအစရောက်နဲ့ပတ်စံထုံးတဲ့ညီလန်းလေးကိုတွားမယ်ပေါ့နော်ဒေါ်လာအစရောက်နဲ့ပတ်စံထုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပတ်စံအိတ်ပုံစံလေးကိုတစ်ချက်ထောက်လိုက်ပေါ့โอเคဒီလိုထောက်လိုက်ပြီဆိုရင်
โอเคဒီလိုထောက်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာအစရောက်လေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်မှဆိုရင်ဒီမှာ0.552ဒေါ်လာပဲဖြစ်ပါတယ်ဒီအောင်မှဆိုရင်ကျွန်တော်တို့ထုတ်လို့ရမဲ့ပမာဏလေးတွေကိုပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်အနည်းဆုံးပမာဏက9.24ဒေါ်လာပဲဖြစ်ပါတယ်9.24ဒေါ်လာပြည်တာနဲ့ဒီတိုင်းကနေပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ပတ်စံထုတ်မဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာပေးပတ်အကောင့်လေးတွေကိုချိတ်ဆက်ပေးရမှာဖြစ်တာကြောင့်မလို့မျောလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီနေရာလေးမှာကျွန်တော်တို့ကပတ်စံထုတ်မဲ့အကောင့်လေးတွေကိုပေါ့နော်ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ချိတ်ဆက်ပေးလိုက်ပြီးဆိုရင်ဒီအကောင့် confirm ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီထက်ကနေပေါ့နော်9.24ဒေါ်လာပြည်တာနဲ့ပတ်စံစတဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ဒီပတ်စံထုတ်တဲ့အခါမှာဆိုရင်ပေါ့နော်လူခေါ်စရာလိုလား pass တွေလုံးစရာလိုလားဆိုတာလေးကိုကျွန်တော်ဒီပတ်စံထုတ်တဲ့အခါမှာဆိုရင်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်လောကတရားရခိုင်တဲ့အပေးချမ်းနေပြီးတော့အခုမှအသေးဆက်ဆက်ထွက်စီလာတဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မလို့သူများထိလေဦးမှုရယူပြီးတော့ပတ်စံလေးတွေကိုစောက်ပြီးဖို့ကျွန်တော်အကြံပေးခြင်းပါတယ်